ကဘာမျိုးမီးတောက်ဖို့မီးရှို့ဖို့ငါလာတယ်အဲ့လိုကြားတော့ဖះရဲ့တရားတော့ကြောက်ဆရာကြီးပါလားနောက်လှုပ်လိုက်သေးတယ်ငိမ့်ချမ်းချင်းကိုငါယူဆောင်လာမဟုတ်ဘူးကွဲပြားခြင်းစိတ်ဝမ်းကွဲပြားခြင်းဆိုငါယူဆောင်လာသခင်ယေရှုကဘယ်လိုတရားဟောပါလဲသိပြီပေါ့အဲ့လိုဒီနေ့နောက်ပြီးတော့ရန်တိုက်ပေးတဲ့ပုံစံလည်းရှိနေကွဲပြားလိမ့်မယ်ကြောင်နဲ့ကြွက်လို့မတဲ့တဲ့ကမ္ဘာရန်တို့ရှိတတ်တယ်တမက်နဲ့ရောက်ခမနဲ့ချွေးမတဲ့ဖို့တော့ခက်တယ်အခုခက်တော့နည်းနည်းတော့အဆင်ပြေမှမသိဘူးတတည်းကအမြဲတမ်းရံဖြစ်နေကြအဲ့ရကိုဖះထပ်ပြီးတော့ထပ်လောက်ပြန်အဲ့လိုဖြစ်လိမ့်မယ်အဲ့လိုဘလူကြီးလည်းမသိဘူးဆိုကြာနာတရားကျွန်တော်သိတာဖះရှင်ဟာစီလုံးခြင်းနေဟလားငြိမ်းချမ်းခြင်းနေပေးတဲ့ဖះသူတရားဟောနေဒါပဲဟောတာဒီနေ့ကျမှဒါကြီးဟောတယ်ဆိုတော့ထူးဆန်းတယ်အဲ့မှာကျွန်တော်တို့နားလေတဲ့အမြင်နဲ့နားလေတဲ့ဥစ္စာနဲ့ဒီအကျဉ်းချက်ကိုကြည့်လို့မရဘူးကျွန်တော်အ내ဒိတ်ပဲကိုဖွင့်တတ်မှတ်ရမယ်ခွန်အားယူလို့ရငါကပ္ပမြေကြီးကိုမိလောင်စေခြင်းကလာတယ်ဆိုတော့မိဆိုတဲ့အရာပြောမိဟာ destructive ဖြစ်စီလို့ရတယ်လို့ constructive တိဆောက်တာလည်းရတယ်မိရဖြစ်စီရရလို့မိရတန့်ရှင်းတာလည်းရတယ် transform ပြုပြင်ပြောင်းလဲတဲ့နေရာမှာလည်းမိကိုအသုံးပြုတယ်ဖះပြောတဲ့မိက constructive အကျိုးရှိတဲ့တိဆောက်တဲ့မိပါအဲ့မိကိုသူထုံးလင်းစေချင်တာကျွန်တော်ကမ္ဘာလောကအခုမှဆိုလို့ရှိရင်ဘယ်လိုဖြစ်လဲဆိုတော့ကွဲပြားမှုတွေဖြစ်နေကြကြည့်လိုက်ဘယ်မှာဝေမြေကျွန်တော်နိုင်ငံပဲကြည့်လိုက်ကျွန်တော်အတိုင်းဝိုင်းပဲကြည့်လိုက်ခါကျရင်မိသားကျုပ်ကမိသားစုလည်းကြည့်လိုက်စိတ်ဝင်ကွဲပြားမှုတွေရှိတယ်မိကဒါတွေကိုဒီမကောင်းတဲ့စိတ်တွေကိုလွင့်ပြအောင်မိမှတန့်စင်နိုင်တဲ့ဂုဏ်အင်္ဂါရှိကျွန်တော်အတိုင်းဝိုင်းတွေကအဲ့လိုမနာလိုခြင်းလို့မုန်းတီးခြင်းလို့သူတစ်ပါးနဲ့တပါးလူကိုအကောင်းမမြင်ခြင်းဒီကိုစိတ်တွေရှိတယ်ဒါတွေကိုရှို့ပလိုက်ရမှာလောင်ပလိုက်ရမှာဥပမာဆိုရင်ရွှေကောင်းရဖို့ကမိနာထိုးရတယ်လေမိထိုးရတယ်နောက်ပြီးတော့မိဟာဥပမာဒီမှာတော့ရန်ကုန်မှာတော့တိတ်မသိဘူးမိကလုတ်လေးဖွင့်လိုက်တယ်လျှက်စစ်မိရလင်းတယ်နေဒီမှာမိဟာအတုံးပြတယ်ကြောက်ရွံ့ချင်မှကဲကာကွယ်ပေးတယ်တောတွေပါတွဲမိတွေဖိုးရတယ်အနှွေးတက်ပေးတယ်ဒါကြောင့်မို့ငါမီးလောင်စေခြင်းကလာတယ်ဆိုတာကကျွန်တော်တို့ကြောက်ရွံ့တဲ့စိတ်တွေပြေပြောက်ဖို့ကျွန်တော်တို့အနှွေးတက်ပေးဖို့ဘုရားရှင်အယံဆန္ဒရှိတာတန်ရှင်တော်ဝိညာဉ်ဘုရားစင်ကြွတဲ့တရားကလည်းမီးတဲ့မဲ့ဖြစ်တယ်ဒါကြောင့်မလို့ဘုရားရှင်အဲ့ဟာပြောနေတာမီးလောင်စေခြင်းကလာတယ်ကျွန်တော်အတိုင်းဝဲနေရအေးဆက်ဆံရည်တာအေးဆက်နှွေးထွေးမှုမရှိဘူးကျွန်တော်တို့ကြောက်ရွံ့နေကြတယ်တယောက်နဲ့တယောက်ချစ်ကြီးကဘလူမှယုံကြည်စိတ်မချဘူးပုံပေါက်ပြီးတော့ကြောက်ရွံ့နေကြတယ်ဒါကြောင့်မလို့ဖျက်ရှင်အဲ့မိကိုလောင်စေခြင်းနဲ့နောက်ပြီးဒီနေ့ကျမ်းစာထဲမှာ၃ခုအဓိကထားပြောကြတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ငါ baptism ခံရအောင်မယ်အဲ့ရောက်ခံဖို့သူအယံလိုလာတယ်အဲ့ဘာလဲဆိုလို့ရှိရင်သူ့ရဲ့ဒုက္ခရှိရာခံခြင်းနဲ့အသေးခံခြင်းရှင်မြတ်ထမြောက်ခြင်းဖြစ်တယ်ဒါကလောကမှာလောကဓမ္မတာလို့ပြောလို့ရမှာဒီဥစ္စာတွေလူတိုင်းခံရမှာလူတိုင်းက
အစမပြေမှုတွေဒုက္ခတွေအခက်ခဲတွေကြုံရမှာပဲဒါတွေကိုခံရမှာပဲခံပြီးလို့ရှင်ပါပဲဒီအမေလွတ်မြောက်သွားမှာပဲလွတ်မြောက်သွားမှာဒီတော့ကျွန်တော်တို့တွေဒါကိုပြင်ထားရမယ်အများဖြင့်ကျွန်တော်တို့တွေကအစင်ပြေတာကြီးပဲလိုချင်တယ်ဘဝမှာအစင်ပြေလူချင်တာပေါ့လူတိုင်းလူချင်တာဒါပေမဲ့အစင်မပြေတာတွေရောက်ခဲ့တော့ဘယ်လိုလက်ခံမလဲရင်ဆိုင်မယ်ကြော်လွှားမလဲယုံထွက်မလဲဖောက်ထွက်မလဲအဲ့ရလို့တယ်နောက်ဆုံးမှာငါလာတာကခွဲပြားဖို့ division လို့ပြောတကယ်တော့ဘုရားရှင်ကသူ့ရဲ့တရားတော်တွေကိုလိုက်ကျင့်နေတူတယ်မကျင့်နေတူကွာသွားမယ်ဆိုတာပြောတာအမေရိကန်နိုင်ငံမှာသူတို့ဒါတော့ပါရမတ်ဒီမယ်ဟိုတမရပါတီပြိုင်နေသူကမှာပါတီနှစ်ခုပဲရှိတယ် Democratic နဲ့ Conservative ပြိုင်နေရှင်မိသားစုတအိမ်ထဲမှာတော့ငါတို့က Conservative กว่าငါတို့က Democratic กว่าလောက်တယ်ဘောလုံးပွဲမှာတချင်ငါတို့ကမန်ယူกว่าငါတို့က Chelsea กว่า Arsenal กว่าကိုအကြိုက်တွေနဲ့ကွဲပြားကြတယ်အဓိကဘုရားရှင်ဟောတဲ့ division ကဘာလဲဆိုလို့သူ့ရဲ့တရားတော်တွေကိုလိုက်ကျင့်တဲ့သူနဲ့သူ့ရဲ့တရားတော်တွေမလိုက်ကျင့်တဲ့သူကကွဲပြားသွားမှာဒါကြောင့်မို့ကျွန်တော်တို့သူ့ရဲ့တရားတော်တွေလိုက်ကျင့်ရမှာဒါမို့တန်ဖိုးလူကဒီနေ့ပရမကျမ်းစာမှာဆုံးမထားတယ်ဒီခန္ဓာကိုယ်ကြီးအသုံးပြုပြီးတော့ဒီစိတ်ဆန္ဒကြီးအသုံးပြုပြီးကျွန်တော်တို့တွေမကောင်းမှုမှာကျင့်နေနေပြီးတော့အပြစ်ထဲရောက်နေကြတယ်အခုမင်းတို့ကတင်လိုက်ပြီဘုရားသခင်ခရစ်တော်ရဲ့ဒုက္ခခံခြင်းအသေးခံခြင်းအသွေးတော်တွန်းလောင်းခြင်းအခုဒီခန္ဓာကိုယ်ကြီးကိုတရားမြတ်တမှုကောင်းတဲ့ဘက်ကကောင်းတဲ့ကုသိုလ်ဘက်ကပြန်အသုံးချပါဆိုတော့တန်ဖိုးတို့ကဒီနေ့တွေ့ကျမ်းစာမှာကျွန်တော်တို့ဆုံးမတာဒါတော့ဘာသာသူများစဉ်းစားဒီခန္ဓာကိုယ်ဒီစိတ်ဝိညာဉ်ကိုကောင်းတဲ့ဘက်မှာသုံးနိုင်ပြီးတော့ပါရမီနဲ့ရင့်ကျက်သူများဖြစ်နိုင်ကြပါစေ